တခါလူတယောက်ဟာလမ်းလျှောက်ရင်တောက်ပနေတဲ့ကြက်ရုပ်တုတစ်ခုကိုတတိထားမိလိုက်တယ်သူကတေးချကြည့်တော့တန်ရုပ်တုတက်တက်ပဲကိုပဲမှားကြည့်မိကဖြစ်ရမယ်လို့ထင်လိုက်တယ်ဒါပေမဲ့သူ့ရဲ့အထူးစွမ်းနဲ့ထပ်ကြည့်လိုက်တဲ့အခါကျတော့မှအံ့ဩစရာပဲဗျာဒီကြက်ရုပ်တုဟာတကယ်တော့ရွှေစင်းဖြစ်နေတာကိုသူတွေးလိုက်ရတယ်အဲ့ဒါနဲ့သူလည်းအယမ်းစိတ်လှုပ်ရှားသွားတာပေါ့အဲ့ဒီအချိန်မှာပဲပိုင်ရှင်ကရောက်ပြီးခင်ဗျားဒါကိုဝယ်မလားမဝယ်ရင်သွားတော့မယ်လို့မေးတယ်ဒီလူကဈေးနှုန်းမေးတော့ပိုင်ရှင်ကဒါကဘိုးဘွားငွေညစ်ပါအနည်းဆုံးဒေါ်လာ3000လိုချင်တယ်တဲ့ဒီလူကဈေးကအယမ်းကြီးတယ်ဗျာဒါကတန်နဲ့လောက်ထားတာအများဆုံးဒေါ်လာ30ပဲတန်တာလို့တွေးတယ်ဒါပေမဲ့ပိုင်ရှင်ဝယ်မဆုံးရှုံးစေချင်လို့ဒေါ်လာ300ပေးမယ်လို့ပြောလိုက်ပြီးမဝယ်တော့သလိုဟန်ဆောင်ပြီးထွက်သွားလိုက်တယ်ပိုင်ရှင်ကလည်းချက်ချင်းပဲသဘောတူလိုက်တာကြောင့်ဒီလူလည်းဒေါ်လာ300ပေးပြီးဝယ်လိုက်တယ်အဲ့ဒီချိန်မှာပဲသူ့ရဲ့ချမ်းသာတဲ့ချစ်သူအသေးရထားတဲ့ရေးစားကောင်ရောက်လာတယ်ဗျရေးစားအသေးတဲ့တန်းကျွယ်သူတွေကဒီလူဟာတန်နှုန်းတစ်ခုကိုဒေါ်လာ300နဲ့ဝယ်တဲ့အယူပဲလို့ထင်တာပေါ့ဒီလူကလည်းဒီကြက်ရုပ်တုဟာအနည်းဆုံးဒေါ်လာ1တန်းတန်တယ်လို့ပြန်ပြောလိုက်တယ်တန်းကျွယ်သူတွေကသူ့ကိုရီးပြီးမင်းသား1တန်းနဲ့ရောင်းနိုင်ခဲ့ရင်နောက်ထပ်ဒေါ်လာ1တန်းထပ်ပေးမယ်လို့ကတိပေးလိုက်တယ်ရေးစားကောင်းကလည်း1တန်းနဲ့မရောင်းရရင်ဒီလူဟာချီအစ်ခေါင်းဆုပ်ပြီးလမ်းပေါ်3ချိန်ပြီးအယူလို့អော်ရမယ်ဆိုပြီးလောင်းချေထပ်လိုက်တယ်ကျွန်တော်ထင်တာကအဲ့ဒီအချိန်မှာရှီးရောင်းပစီကျွမ်းကျင်သူဆရာတယောက်ကရောက်ပြီးတီချာစဉ်းစားပါဒီကြက်ရုပ်တုဟာဒေါ်လာ1တန်းမတန်နိုင်ဘူးလို့တတိပေးတယ်ဒါပေမဲ့ဒီလူကလောင်းချေကိုလက်ခံလိုက်တယ်ဗျာထို့နာချမ်းသာတဲ့အမျိုးသမီးတယောက်ကရောက်ပြီးဒီလောင်းချေကိုစိတ်ဝင်စားလို့ဘသူနိုင်မလဲကြည့်ကျင်တယ်လို့ပြောတယ်အဲ့ဒီနောက်ဒီလူကတူးကြီးတစ်ချောင်းယူပြီးကြက်ရုပ်တုကိုအားကုန်ရိုက်ချလိုက်တယ်ချက်ချင်းမိတ်ရွှေရောင်တောက်ပလာပြီးလူတိုင်းအံ့ဩသွားကြတယ်ကြက်ရုပ်တုဟာတကယ်ပဲရွှေနဲ့လှုပ်ထားတာဖြစ်တယ်ဗျာအဲ့ဒီအချိန်မှာအရင်ပိုင်ရှင်ကလည်းအရန်နောင်တသွားတော့တယ်အဲ့ဒီရွှေကြက်ရုပ်တုကသူ့ပိုင်တာလေခုနချမ်းသာတဲ့အမျိုးသမီးကလည်းအဲ့ဒီကြက်ရုပ်တုကိုဝယ်ခြင်းလို့ဒေါ်လာ2တန်းပေးဖို့အသင့်ရှိနေပါပြီ